နာရူတိုအန်နမီလောကကြီးထဲမှာမီနာတိုတို့နဲ့အီတာချီတို့ကိုအမြဲတမ်းပြိုင်ဘက်အနေနဲ့ပဲကြည်နေကြမှာ။ဘာကြောင့်လဲဆိုတော့အဲ့ဒီလောက်ထိမီနာတိုနဲ့အီတာချီပေါ်ပြည်သက်တွေများတာရှိတယ်။မီနာတိုရဲ့ပြည်သက်ကတဝက်ရှိမယ်ဆိုရင်အီတာချီရဲ့ပြည်သက်ကလည်းတဝက်လောက်ရှိတယ်။ဒါပေမဲ့ကျွန်တော်တို့နှစ်ခုသိထားရမှာကမီနာတိုရောအီတာချီရောသူတို့နှစ်ယောက်စလုံးကကွန်ဟာတည့်ရရွာရဲ့ရှီနိုဘီဖြစ်နေသေးပဲ။သူတို့ကရွာရှီနိုဘီအချင်းချင်းဘယ်တော့မှမတိုက်ခိုက်ဘူးဆိုတာကျွန်တော်တို့ clarity အုံနောက်မှာရှင်းရှင်းလေးလေးသိရပါမယ်။နောက်ချက်ကမီနာတိုရှိမှရှိတဲ့ power အရင်ပြောကြည့်ပါမယ် flying raging ပြောမယ်ဆိုရင်တော်တော်များများသိတယ် teleportation ဂျူဆူလို့ခေါ်ကြတဲ့ FTG ပေါ့ကျွန်တော်တို့ Itachi ဘက်ကိုတွားကြည့်မယ်ဆိုရင်သူ့ရဲ့အားသာချက်ကသူ့ရဲ့ genjutsu ကြည့် Gabudo ဆိုရင်လည်းဒီကောင်ရဲ့ stage မူဘာဖြစ်လို့ Gabudo ကကြတော့ဒီ Itachi နဲ့ရှုံးခဲ့တာလဲဆိုရင် Gabudo ကသူ့ကိုသူ perfect stage ထဲမှာတော့သူ့ကိုသူ perfect stage ပုံနဲ့ထင်လိုက်လို့အဲ့ဒါမှားတာမီနာတိုစီမှာကူနိုင်6ချောင်းရှိတယ်အဲ့ဒီကူနိုင်6ချောင်းကိုနေရာပေါင်းစုံသူမှန်းထားတဲ့နေရာကိုပြစ်လိုက်ပြီးဆိုတာနဲ့သူထင်သူတို့ရွေလျားနိုင်သူတို့အဲ့နေရာနေလျှက်စီးပုံစံအတိုင်းတွာလာနိုင်တယ်အီတာချီမှာကျတော့ပါဝါကဂင်ဂျူးစုကအရန်တာတယ်ဆူဆာနိုလည်းအပါဝင်ဖြစ်တယ်ဒါပေမဲ့ Sasuke ရဲ့ဆူဆာနိုလောက်မကြမ်းဘူးဆိုတာတော့ကျွန်တော်ပြောချင်ပါတယ်အမာတရာစုဆိုလည်းမဆိုဘူးကြမ်းတယ်ဒါပေမဲ့ Sasuke မှာတော့ crossman ရှိတယ်အီတာချီမှာ crossman မရှိဘူးဒါပဲကွာပါတယ်အီတာချီရဲ့ဆူဆာနိုနဲ့ပဲကျွန်တော်အသုံးချကြည့်မယ်ဆိုရင် Sasuke နဲ့ရှင်လိုက်မယ်ဆိုရင် Sasuke ရဲ့ Susanoo ကပူချမ်းပါတယ်ဒါပေမဲ့ Itachi ရှိမှရှိတဲ့အဲ့ဓာတ်ဆိုတဲ့ Susanoo ကြီးက Totsuka Blade ဆိုတာအရန်ချမ်းပါတယ်အရင်ဆုံးပြောရင်တိုင်းကျူစုဘတ်တယ်ကိုပဲစပြောတော့ကောင်းတယ် Minato နဲ့ Itachi တို့ရဲ့ခြားခံမှာဆိုရင်ဘာလို့တိုင်းကျူစုဘတ်တယ်မှာဆိုရင်အဲ့ဒါကိုအရင်ကြည့်မယ်ဆိုရင်တိုင်းကျူစုမှာ Master တွေရဲ့ဒီမင်းတီးတယ် Genjutsu ဘက်မှာကျတော့ Itachi လုံးဝကိုGenjutsu မှာ Itachi ကိုရှင်နိုင်မဲ့ကောင်ဘူးသူမှမရှိဒါပေမဲ့ Uchiha Shizui တို့ရှိဒါပေမဲ့အဲ့ Genjutsu တို့လည်းကိုထုံးထွက်နိုင်တဲ့လူက Naruto ထွက်နိုင်မယ် Minato ထွက်နိုင်မယ်ကျွန်တော်တို့ Minato ရဲ့ဆရာ Jiraiya ထွက်နိုင်မယ်သူတို့သုံးယောက်ကတော့ကျင်းတွေထွက်နိုင်မယ်ဘာလို့ဆိုတော့သူတို့မှာရှိတဲ့ဒီကုနိုင်တွေဘာညာတဲ့ကသူတို့ရဲ့လျင်မြန်တဲ့မြန်နှုံးနဲ့ဒါတွေကအသုံးမဝင်ဘူးSasuke ရဲ့ Genjutsu ကပြီးတော့ Sasuke ရဲ့ Genjutsu တနေရာမှာဆိုရင်ဒိုင်ဒရာတော်မျိုးလုံးပြူဟာဒါအမှုပညာဆိုတာဒါလားဆိုလို့ဖြစ်သွားတယ်ဒါပေမဲ့ဒိုင်ဒရာဆောက်ယူကုန်ပါအမှုပညာက Genjutsu သွားပြီးဒီကောင်ထင်နေဒီကောင်လှုပ်တဲ့ဖောက်ခွေးဟာကြတော့မှတကယ်အမှုပညာပါဒီမှာကျွန်တော်နောက်တစ်ခုကြည့်မယ်ဆိုရင် Sasuke နဲ့ Itachi နဲ့ဘယ်သူကောင်းတယ်လို့ထပ်ပြီးတော့မေးကြည့်တယ်ဆိုရင် Itachi လည်းကောင်းတယ်လို့ဖြစ်ရင်လည်းဖြစ်မယ် Sasuke လည်းကောင်းတယ်လို့ဖြစ်ရင်ဖြစ်မယ် Sasuke ရဲ့ chakra nature ကြတော့မီးရေလေပြီးတော့အာသာဂျူစုဒီကောင်မှာနောက်ဂျူစုဒီပါရှင်အမာတရာဆူဆူဆာနိုကို crawling technique ဆိုပြီးမျိုးစုံဒီကောင်မှာရှိမယ်ဒါပေမဲ့ chakra nature ကကျတော့ fire wind lightning သုံးခုလုံးကျွမ်းကျင်စွာအသုံးပြုနိုင်တဲ့သူက Minato Namikaze ပဲ Minato ရဲ့ဂျူစုတွေကအများကြီးရှိသလို Minato ရဲ့ Rasengan နဲ့ဒီသူ့ရဲ့ FTG ကိုပဲကုနိုင်6ချောင်းကိုပဲဒီကအသုံးပြုတာများတယ်ကုနိုင်နဲ့ဒီကောင်ချပြီးတော့ Rasengan နဲ့ကျွေးတာကိုပဲကြည့်ပါ Obito တေလူမက်တဲ့ပြေးရတယ်အဲ့လိုအခန်းထဲမှာဆိုရင်အဲ့ကြောင့်ကျွန်တော်ပြောချင်တာပါ Minato မှာလည်း power သူစီရှိတာကိုကျွန်တော်အရင်ဆုံးရှင်းပြနေတာပါအရင်ဆုံးပြီးသွားပြီဆိုရင် Itachi ဘက်လည်းတစ်ခုချင်းစီရှင်းပြပါမယ်နောက်ဆုံးမှာအဖြေကိုကျွန်တော်တို့ထုတ်ရအောင် Minato ရဲ့ကျွမ်းတာကိုကျွန်တော်ဘာကြောင့်ပြောချင်လဲဆိုတော့ episode ကိုပြီးအောင်ကြည့်ပါပြီးအောင်ကြည့်မှာဂျပန်လိုပြီးအောင်ကြည့်မှာ Minato ရဲ့ power အဆုံးအမြင်ကိုကျွန်တော်တို့သိမှာပါရုပ်တရက်တစ်ပတ်နဲ့ကြည့်လို့ဘာမှမထူးနေပါဘူး Minato တို့ရဲ့ Itachi တို့ရဲ့ဘတ်တယ်ကိုကျွန်တော်တို့စကြည့်ကြမယ်ဆိုရင် Jiraiya ကိုခဏတော့စဉ်းစားကြည့်ပါ Jiraiya က perfect stage လည်းဖြစ်တယ် Genjutsu မှာလည်းဆရာသူဖြစ်တယ် Jiraiya ကိုဘယ်သူမှတော့ရှင်းနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဒီနေ့မှာကျွန်တော်ပြောချင်တာက Sasuke တောင် Jiraiya ကိုကြောက်ရမယ်ဆိုတာဒါပေမဲ့အဲ့လိုကြောက်ရမယ် Sasuke တောင် Itachi ကိုနိုင်မလို့ဖြစ်သွားသေးတယ်အဲ့ဒါဘယ်တော့မှလည်းဆိုတာတော့မပြောပါနဲ့အခု Sasuke ကိုကျွန်တော်ပြောနေတာပါဒါပေမဲ့ Minato ရဲ့ power ကျတော့အဲ့ကုနိုင်6ချောင်းပဲကုနိုင်6ချောင်းနဲ့ပဲ Minato အလုပ်လုပ်တာဘာ Genjutsu မှလည်းမလို့အဲ့တို့ဘာမှလည်းမလို့အပ်ဘူး Minato အတွက်အမြဲတမ်းတိုင်းကျူစုဆိုရင်လည်း Minato သုံးခုတာတကယ်ချင်းတို့တွေ့ဘူးလားတိုင်းကျူစုသုံးတာ Minato အတွက်မလိုအပ်တာနာဒိုကတိုင်းကျူစုသုံးတယ်ဒါပေမဲ့မကျွမ်းကျင်ဘူးဒါပေမဲ့ Itachi ဘက်ကိုကြည့်မယ်ဆိုရင် Itachi ကျွမ်းကျင်တယ်ဘာကြောင့်လဲဆိုတော့တိုင်းကျူစုမှာ Itachi က Kakashi နဲ့ rival နေအတူတူနေခွင့်ရခဲ့တယ်သူ့ရဲ့ Anbu မှာစတော့က Anbu နေရာတွေတော်တော်များများကတိုင်းကျူစုမှာ king ဖြစ်ကြတာများတယ်အဲ့ဒီအမှုဝင်ပါတီထဲမှာတော်တော်စိတ်ဝင်စားဖို့ကောင်းတာItachi နဲ့ Kakashi ပဲတော်တော်ငငယ်ရွယ်နဲ့အောင်မြင်ကြတဲ့နှစ်ယောက်လို့တောင်ပြောလို့ရတယ်ဒါမဲ့ Itachi ကကျတော့သူ့ရဲ့အမာတရာဆိုသူ့မျက်လုံးကိုခဏအသုံးပြုပြီးတော့ဒီကောင်ကရှော့ဝါတာဆိုလို့တော်တော်များများပြောကြတယ်အဲ့လို theory လည်းရှိတယ်သူ့မှာယောဂဆိုတာဒါပေမဲ့ Itachi ရဲ့ Susanoo ကိုကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုရင် Itachi ရဲ့ Susanoo ကတော်တော်ပြင်းတယ်ဒီကောင်တည်တော့မဲ့အချိန်မှာတော့အဲ့ဒီ Susanoo ကတရီးနှုတ်ထပြီးတော့ပေါက်တယ်ဘာကြောင့်လဲဆိုတော့သူ့ညီသူ power ပေးခဲ့ခြင်းလို့Minato ဘက်မှာကြတော့အဲ့ဖားတောင်ရှိတယ်ကမ္ဘာပွန်တာတို့ဘာညာတရကအစုံလေးပဲဖားတယ်အဲ့ဒီဖားတွေကကြတော့ Minato အတွက်အရန်ဘယ်လိုပြောမလဲအတိကနေရကြတယ်
မီနာတိုကဂင်ဂျူစုတစ်ခုမိပြီဆိုတာ icon တွေကိုလွှတ်လိုက်ရင်ပြီးရောပဲ icon တွေရဲ့ဂင်ဂျူစု order မှာပဲသူချက်ချင်း release လုပ်နိုင်ဂင်ဂျူစုတစ်ခုတည်းနေရပြီပြီးတော့ဂင်ဂျူစုကို release လုပ်တဲ့နေရာမှာကျွမ်းကျင်တဲ့ကောင်တွေအများကြီး ninja တွေရှိတယ်ဥပမာ Sakura လည်းကျွမ်းကျင်ပါတယ်ဒါပေမဲ့ Itachi ရဲ့ Susanoo မှာရှိတဲ့ Tosuga Blade ဆိုရင် Orochimaru ကိုတော့တစ်ခါတပ်ပလိုက်တယ်တကယ်ချင်းတို့တွေ့ဘူးမှာပါOrochimaru တစ်ခါ Sasuke နဲ့ပြန်ပြီးတော့ဗာလေ Itachi ပြန်ပြီးတော့ Rebel Tetsuya နဲ့ပြန်လာတဲ့အချိန်တော့ပြောပြတာပါဒါပေမဲ့ Naruto နဲ့ Susanoo ကိုရှင်လိုက်တဲ့အချိန်ကြတော့ Sasuke ရဲ့ Susanoo ရှင်လိုက်တဲ့အချိန်ကျရင် Naruto အများကြီးတာပါတယ်။ဘာကြောင့်လဲဆိုတော့ Naruto နေရာမှာရှင်ကြည့်မယ်ဆိုရင် Naruto က Minato ရဲ့တာဒါပေမဲ့ Sasuke ရတဲ့တာမန်တော့မဟုတ်ပါဘူး Fukaku Uchiha ရဲ့ဒါ Itachi ရောပဲ Fukaku Uchiha ရဲ့ဒါဒီနေရာမှာ Minato နဲ့ Itachi တို့ရဲ့ battle ကိုကျွန်တော်တို့ကြည့်မယ်။ဘာလို့အရင်ဆုံးပြောမှဆိုတိုင်းကျူစုမှာ Minato နဲ့ Itachi တို့ချခဲ့မယ်ဆိုရင်ကျင်းတည်ဘယ်သူနိုင်မလဲဆိုရင် Minato နိုင်မယ်။အခုဂျူစုနဲ့ချမယ်ဆိုရင်ဟိုကောင်ဂင်ဂျူစုတစ်ခုပဲရမယ်။ဂင်ဂျူစုနဲ့ပဲရင် lock လုပ်မယ်ပြထားလိုက်မီနာတို AC Rasengan Flying Dragon FTG ကုနိုင်6ကြောင်းပြအလင်းမြန်နဲ့ပဲဂင်ဂျူစုတဲ့ထွက်ပလိုက်မယ်ဂင်ဂျူစုဆိုတာတိသားနဲ့မဟုတ်ဆိုလည်းဖားတွေကိုဆင့်ကုန်ပြီးတော့ဖားတဲ့နေပြီးဗာလေဖားတဲ့နေပဲဟိုမိုးလွှမ်းရတဲ့ခြေတန်းရဝင်ပြီးတော့ထွက်လိုက်မယ်ဂင်ဂျူစုမှလည်းဒီကောင်တာတယ်တိုင်းဂျူစုဂင်ဂျူစုနှစ်ခုလုံးမှာမီနာတိုတာတယ်နင်ဂျူစုဆိုရင်လည်းမီနာတိုပဲတာတယ်နင်ဂျူစုမှာမီနာတိုကဆေးရဒီပွဲမှာတော့အနိုင်ရအမှတ်ကတော့မီနာတိုပါပဲ